Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Freddy လေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ကအဲ့ဘာလို့ကျွန်တော်တငယ်ချင်းကဗီဒီယိုတွေသူ edit မလုပ်တတ်ဘူးပေါ့နော်အားကြောင့်ကျွန်တော်သူ့ကို edit tutorial လေးလုပ်ပြမှာဖြစ်ပါတယ်ကျွန်တော် edit လုပ်နေကြ application ကတော့ CapCut ဒီမှာပေါ့နော် CapCut ပဲဖြစ်ပါတယ်အဲ့ဟာကို download ဖို့ဆိုရင်ပထမဦးဆုံးကျွန်တော်တို့ Play Store ထဲဝင် Play Store ထဲဝင်ပြီးွားရင်အဲ့စာရိုက်ထဲမှာ CapCut ဆိုပြီးရိုက်ရှာလိုက်အမှကျွန်တော်တို့ပေါ့နော်ဒီပုံလေးနဲ့2026ဆိုပြီးအောက်ကပုံလေးကို download လုပ်ပါမယ်ဒုတိယပုံလေးပေါ့နော်အဲ့ဒါ download လုပ်ပြီးွားရင်ဝင်လိုက်ပဲဝင်ပြီးွားရင်ဒီမှာပေါ့နော်ကျွန်တော် edit တွေအများကြီးလုပ်ထားတယ်ဝင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာ create ဆိုရဟာလေးကိုအပေါင်းပုံလေးနဲ့အဲ့ဒါကိုဝင်လိုက်ဝင်ပြီးွားရင်ကိုလိုချင်တဲ့ပေါ့နော်အမှဗီဒီယိုပေါ့ကိုလိုချင်တဲ့ဗီဒီယိုအဲ့ထဲမှာရှာပြီးထည့်လိုက်ထည့်ပြီးပြီးွားပြီဆိုရင်ဒီမှာပေါ့နော်ကျွန်တော်တို့ခုဒီမှာပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ပေါ့နော်ကျွန်တော်ခဏအတန်းတိုးပေးထားမယ်ရပြီနော်ဒီစာတန်းဒီတောင်းနားထောင်မယ်ပေါ့နော် Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကျွန်တော်နာမည်ကတော့အိမ် Fred ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်နာမည်လေးကိုထည့်မယ်ဥပမာ funny ဒီမှာပေါ့နော်ဒီ T ပုံလေးနဲ့ test ဆိုတဲ့ဟာဒီနေရာမှာကျွန်တော်တို့အိမ်ထဲကဟာကိုနှိပ်လိုက်နှိပ်ပြီးွားရင်ဒါလေးနှိပ်အဲ့လေးနှိပ်ပြီးွားရင်ကိုလိုချင်တဲ့ဒီမှာပေါ့နော်အဲ့လိုမျိုးမထည့်ဘဲနဲ့ဒီတိုင်းရိုးကြီးပဲဆိုလဲရတယ်ကျွန်တော်ကတော့ရိုးကြီးပဲထည့်လိုက်မယ်ရပြီကျွန်တော်တို့ဒီနားကိုဒီနားမှာထားလဲရအလဲမှာထားလို့လဲရရွှေကြိုက်တယ်လို့ရွှေလုပ်လို့ရပါတော့ကျွန်တော်တို့ funny အတန်လေးထည့်ချင်တယ်ဆိုလဲရတယ်ကျွန်တော်ထည့်ပြမယ်ကျွန်တော်ဒီဘက်မှာ Oreo တွေ့ရမလား Oreo နဲ့ Oreo နော် Oreo မဟုတ်ဘူး Oreo cookie မဟုတ်ဘူး Oreo အဲ့ဒါလေးကျွန်တော်တို့ဒီမှာကိုလိုချင်တဲ့ပေါ့နော်ဒီမှာဆိုရင်ချီပေါက်တဲ့အတန် sorry ထမင်းစားတယ်လို့ sorry ပါဒီမှာဆိုရင် cheek ဆိုပြီးထိုးတဲ့အတန်ဒီဘက်မှာတော့ရည်တယ်ပေါ့နော်ဒီမှာတော့ဒါကြောင့်တားကျဲလုံးဝကြီးပါခုနဟာထက်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ကတော့ဒီတန်လေးထည့်လိုက်မယ်အဲ့ဒီလေးဖြစ်ပါတယ်ဒီနေ့ပြီးတော့ကျွန်တော် funny picture လေးထည့်မယ်ပုံလေးထည့်မယ်ဆိုကျွန်တော်ဒီမှာ overlay ဆိုတဲ့ဟာကိုနှိပ် overlay မိုက်တယ်နော်မကျွန်တော် photo ထဲဝင်ပြီး photo ထဲဝင်ပြီး funny လေးထည့်လိုက်ဘာမှမဖြစ်ဘူးမှာပေါ့နော် funny အများကြီးရှိရဲထည့်လို့ရတယ်download လုပ်ထားတဲ့ funny ဒီမှာကျွန်တော်ကတော့ဒါလေးထည့်မယ်ဒါထည့်မယ်လို့တော့စဉ်းစားထားတယ် rose ပေါ့ Freddy လေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စာကိုနည်းနည်းအရှောင်းရမပြောင်းချင်လို့ဟဲ့မ sorry ကိုကလုံးကိုကမာနာဒါကိုနှိပ်ပြီးွားရင်ကျွန်တော်ပြင်လို့မှာပြင်မယ်ဖြတ်ပြီးရင်ဒီမှာအဲ့ဒါနှိပ်ပြင်မယ်ကျွန်တော်တို့စာရောင်လေးကိုကြိုက်တယ်လို့ထားလို့ရတယ်ကျွန်တော်ကတော့ပြောင်းလေးထားမယ် Freddy လေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်က FREADYLINN ရပြီဒီနားလေးမှာရပြီကျွန်တော်တို့ဒီနားလောက်ထိပဲထားလိုက်မယ်သေးလေးပဲ funny picture ကိုလည်းဒီနားထိပဲရပြီမစနေပြန်နားထောင်ကြည့်မှာပေါ့နော်မဟေးငါလာမနောက်နဲ့နော်ဘာဖြစ်လားမကြည့်ပါနော်ကျွန်တော်အတန်းနဲ့ကျဲလိုက်မယ်ထွက်မယ်ဟုတ်ပြီကျွန်တော်ထွက်လာပြီဆိုရင်မ save ပြီးသားဖြစ်သွားOkay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Freddy လေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်က mobile
Mobile Legends ဆိုတဲ့နေရာမှာလည်းကျွန်တော်စာရိုက်တက်လို့ရတယ်ဒီဗီဒီယိုကကျွန်တော်ရိုက်ထားတာတော့ကြာပြီနိုဝင်ဘာထဲကရိုက်ထားကျွန်တော်ကျောင်းမျိုးနဲ့ဘာကြီးချက်ပေါ့နော်တင်ပြတာပေါ့နော်sorry စာရကြီးဖြစ်နေMobile Legend, how to play Mobile Legend? Mobile. I think this is Mobile Legend. And I think that's right. Yeah. Mobile Legends.Mobile Legends ဆိုပြီးကျွန်တော် funny sound ထည့်မယ်ဒါကျွန်တော်ပတ်တူးပတ်ဝန်းနဲ့လုပ်မှာပေါ့နော်ဘာလို့လဲဆိုတော့ဒီ video ကနည်းနည်းရှည်တယ်ပြီးတော့ကျွန်တော် edit လုပ်မှာဆိုတော့တကယ်ဟိုပါဘောနော်ကျွန်တော်ဒါညောင်လုပ်ပေးနေရပါတော့အပြင်မှာကျွန်တော်အခု edit လုပ်နေတာဆိုတာကျွန်တော်ခဏခဏစီရက်ပြီးတော့လုပ်လိုက်သေးတယ်မြုံပါဘူး stop မြုံပါဘူးမကတော့မ funny sound ပါဆို video တော့ထ sorry I'm so sorry ရရှိမနာတောင်းမှပါတယ် so ဘောနော်ဆိုတော့ဖြစ်ပါတယ်ကျွန်တော်ပထမကလက်ကျန်ပေါ့နော်Yeah ကျွန်တော်ပထမလက်ကျန်အမှာပေါ့နော်အကောက်ကြောင်နဲ့ပြက်သွားဘယ်လိုလဲတော့မသိဘူးဟိုကျွန်တော်မဆွာကြလို့လားဒါမှမဟုတ်မသိဘူးလက်ကျန်ကိုအကောက်ချက်ပြက်သွားဟုတ်တယ်မဆွာကောက်ပြက်သွား I hope I didn't forget something important during today's patrol ကျွန်တော်ဒီနေရာမှာ have funny လေးထည့်မယ်what are you talking about ဆိုပြီးပေါ့နော်sound ကျွန်တော်ရိုက်ရှာမယ်ပေါ့နော် WH ဒီ what are what ပေါင်းထမှာ WAHT ဖြစ်နေ WHAT what are your TALKING talking ABOUT about what are you talking about What are you talking about? Funny တချင်းမရှိလဲရတယ် No way ဆိုပြီးထဲလိုက်ကောင်းမလဲတို့ကျွန်တော်ဟောတော့ W A T about IT wait a minute Ikmachi sorryဒါလေးထည့်လိုက်မယ် Wait a minute တချင်းဆုံးပြီးတော့မထည့်ဘူးပေါ့နော်တော့အဲ့အပိုင်းနေနာမှာ Wait a minute ဆိုပြီးဒါကျွန်တော်စော့နေကျွန်တော်အခုအပိတ်ရောက်သွားပြီပေါ့နော်အရင်တစ်ပတ်လောက်ကတော့စော့တာ Wait a minute I hope I didn't forget something important during ညောဒီအတန်းလေးနည်းနည်းကျဲမယ်ပေါ့နော်တခါရပြီ Wait a minute ပြီးတော့ကျွန်တော် Wait a minute ပြီးသွားရင်ဟိုထိုးတဲ့အတန်းလေးဖြစ်ဖြစ်ချီပေါက်တဲ့အတန်းလေးဖြစ်တယ်နော်ဒီပုံလေးနဲ့ကျွန်တော်တို့စနေပြချထဲမယ်ကျွန်တော်ဒါအဆုံးထိတော့မလုပ်ပြဘူးနည်းနည်းပဲပေါ့နော်ဘရူဗီဒီယိုတင် edit လုပ်တတ်သွားအောင်မယ်ကျွန်တော်တင်ပေးရမှာတင်ပေးလိုက်မှာ
ရပြီမကြီးကျွန်တော်အစနေပြန်ပြမယ် Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Fred လေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်က white shirt ဘောနော်ဆိုတော့ဖြစ်ပါတယ်ကျွန်တော်ပထမကလက်ကျန်ပေါ့နော်ဟုတ်ပါရဲ့လက်ကျန်ကိုအကောက်တစ်ချက်ပြက်ပါမစောရကြလို့တော့မဟုတ် During today's patrol. ကောက်ပြက်ပါကျွန်တော်အရင်တစ်ပတ်လောက်ကကျွန်တော်ဒီပိုင်းသိမကြဘူးပြန်ဖြတ်မယ် sorry ကျွန်တော်ဒါ73မိနစ်လောက်ပဲလုံးမယ်ကျွန်တော်သွားစရာလေးရှိသေးတယ်ပေါ့နော်ကျွန်တော်ဒါပြီးသွားပြီကျွန်တော် bro တို့လုတ်တက်သွားရင်တော့ကျွန်တော်ကျင်းနေပါတယ်ကျွန်တော်ဟိုဆုံးထိမပြသေးဘူးကျွန်တော်ရဲ့ဟို I'm cut video တွေကလေအဖွားကြီးလည်းသေသွားရောအမှလေးနောက်တစ်ခေါက်သေပြီးတော့ငိုတဲ့အတန်လေးအဲ့တန်စင်လုတ်တဲ့အပိုင်းလေးတွေကျွန်တော်ထည့်ပြမယ်ကျွန်တော် I'm cut ဖွားတော့ပြီပေါ့နော် I'm cut ဖွားဆိုကြီးလေတင်ထားရဲ့အဲ့ဗီဒီယိုတော့သေသွားတဲ့အချိန်မှာသေသွားတဲ့ပိုင်းသူဟာအဲ့တိုင်းပဲဆိုလှုပ်ရှားမလို့တော့ရပြီကျွန်တော်တို့ဒီဗီဒီယိုလေးကတော့တလောက်ပါပဲခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြာရင် like subscribe လုပ်ခဲ့ပေးကြပါ subscribe လုပ်တာအလကားပါပြီးမှမကြာရင်ပြန်ဖျက်လို့ရတယ်လို့ငွေကြေးမှလည်းပေးစရာမလိုပါဘူးအားလုံးပဲ bye bye ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ခိတခဏပျော်ရွှင်သွားရဆိုရင်လည်းကျွန်တော်ကြည်နေပါပြီဒီဗီဒီယိုအချာနာနာလောက်ပုံလုံးလေးပေါ့ပဲဖြစ်ပါတယ်အားလုံးပဲ bye bye